ဒီနေ့တော့နိုင်ငံကောင်ဆောင်ကစားသမားဖြစ်တဲ့ Ace ကိုကျွန်တော်ပြောမှရတော့မယ်ဗျဒီကောင်ကဘာလဲဗျကျွန်တော်ဒီလောက်တောင်ပြောနေတဲ့ဒီလောင်းကစားတွေမကောင်းဘူးလူငယ်တွေကိုဒီလိုမလုပ်ပါနဲ့လို့ပြောနေတာတော့စောင့်ကြည့်မစိုက်ပဲနဲ့ဒီကောင်နေ့တိုင်းဒီ live ကိုလွှင့်ပြီးတော့ Wines Back ကိုကြော်ညာပေးနေတယ်တောင်းတောင်း logo တက်တာလောက်ကိုငါမပြောသေးဘူးမင်းကအခုဟာ Telegram နေ့နေ့လဲချပေးတယ်ကုတ်တွေပါချပေးတယ်ဘာလဲမင်းကစောင့်ကြည့်မစိုက်တာလား Ace ရဲ့မိဘတွေကိုလည်းကျွန်တော်ပြောချင်တာခင်ဗျားတို့သားသမီးကိုခင်ဗျားကိုယ်တိုင်မထိန်နိုင်ဘူးလားအော်ငါကတော့တနာလို့ဒီကောင်နေထားနဲ့ထောင်ထဲသွားမယ်နေထားလဲမဟုတ်ဘူးဆိုလို့ငါလွှတ်ပေးထားတာအလိုက်သတိနဲ့များရက်သွားမလားစောင့်ကြည့်နေဒီကောင်ပိုတောင်ဆိုးလာတယ်ဟေးအောင် Ace မင်းစိတ်ထဲမှာထင်နေရငါမင်းတို့ဘာမှမလုပ်နိုင်ဘူးလို့မင်းထင်နေရလားမင်းတို့တစ်ဖွဲ့လုံးဒီလောင်းကစားလုပ်တဲ့တက်တွေတွေငါမှအကုန်ရှိတယ်ကွာငါဒီဥစ္စာတွေမပြောသေးဘူးဆိုတာမင်းတို့စောင့်ကြည့်နေတာမင်းတို့ဘာတွေများလုပ်မလဲအလိုက်သတိနဲ့များရက်သွားမလားဆိုပြီးစောင့်ကြည့်နေတာမင်းတော်တော်လူပါဝနေပြီဒီကောင်တွေကများအခုဘလို့ဖြစ်နေလဲဆိုကျွန်တော်တစ်ချိန်ရလी generation တစ်ခုလုံးနှလုံးသုံးလုံးဆွဲသလိုမျိုးဒီလောင်းကစားဆွဲတဲ့ဇက်ကြီးကိုကျွန်တော်တို့ပြန်သွင်းနေတာဗျဒီဥစ္စာမနှိမ်နှင်းလို့မရဘူးဗျဒီကောင်တွေဒီတိုင်းလွတ်ပေးထားလိုက်ကျွန်တော်အရှိရလူကြီးတွေဖြစ်သလိုမျိုးဒီလိုမျိုးလူငယ်တွေကပြန်ဖြစ်တော့မှာအရင်ခေတ်ကလူကြီးတွေနှလုံးသုံးလုံးဆွဲခဲ့လို့သူတာသမီးကိုတေချာပညာမသင်ပေးနိုင်တာတွေမိသားစုကိုချိန်မပေးနိုင်တာတွေအဲ့အရာတွေကြောင့်တခုလိုမျိုးဒီတာဆန်ကောင်တွေအများကြီးပေါ်လာတာကွာတိလားဘူးမသိကိုမသိတွေ့ကြရအောင်ရှောက်ဆဲမယ်ပညာလည်းမတက်မိဘရဲ့လည်းတုံတင်ဆုံးမမှုရှိအဲ့လိုကောင်တွေကဒီလိုကိစ္စတွေကြောင့်ဖြစ်လာတာလေအခုကမင်းတို့ဒီလာမဲ့ generation မှာမင်းတို့လောင်းကစားဆက်တွေကိုတွင်းနေပြီအရင်ခေတ်ကမှလောင်းကစားလုပ်ချင်အိမ်နဲ့အိမ်မြင်ထွက်သေးတယ်အခုဒီခေတ်မှာကျတော့လောင်းကစားလုပ်ချင်ကာစီနိုရုံတစ်ခုလုံး delivery နဲ့အိမ်ရောက်